Okay ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ green member ဖြစ်တယ်ကျွန်တော်တို့member ဆိုလို့ရှိရင်ပေါ့နော်တော်တော်များများ black member တော့တည်တယ်ဒါပေမဲ့ဒါကတော့ black member ရဲ့ cousin ပေါ့နော်ဒါကတော့ Africa ကလာတဲ့ဒါ West African green member ပေါ့နော်green member မှာကျွန်တော် Eastern Western ဟာလာပြီးတော့နောက်2မျိုးလောက်ရှိအောင်မယ်ထင်တယ်ဆိုတော့ဒါကတော့ Western green member ပေါ့နော်ဒီကောင်အစိတ်တော်ပြင်းတယ်ကျွန်တော်တို့ဒီအခုလိုမျိုးအရှိတောင်အာရှမှာပေါ့နော် time ဖြစ်မြန်မာဖြစ်ဒီကောင်ကိုက်ခံလို့ရှိရင်တော့ဒါတေးဖို့များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုလိုမျိုးဒီလိုမျိုးဘာလို့ထိန်းသိမ်းထားရလဲဆိုလို့ရှိရင်တော့ဒါကတော့ဒါ educational ambassador တွေဖြစ်တယ်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်မွေပြပွဲတို့ပြီးတော့ဒီလိုမျိုးသိပ္ပံပညာရှင်တွေလေ့လာဖို့တို့အဲ့လိုအကောင့်တွေအဲ့လိုမျိုးအရာတွေမှာလေ့လာဖို့အတွက်ဒီလိုမျိုးမွေတွေကိုကျွန်တော်တို့ဒါထိန်းသိမ်းထားခြင်းဖြစ်တယ်ဒီလိုထိန်းသိမ်းလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ကလုံးဝအခန်းဆိုလို့ရှိရင်လည်းလုံးဝအလုံးပိတ်ထားရတယ်ပေါ့နော်အဲ့လိုမျိုးအခန်းမျိုးမှာမွေလို့တင့်တော်တယ်မွေလို့ရှိရင်လည်းပေါ့နော်ဒါကိုယ့်ရဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့မွေးရတယ်အခန်းဆိုလို့ရှိရင်လည်းဒါတကားဆိုလို့ရှိရင်လည်း2ထပ်ပေါ့နော်2ထပ်3ထပ်လောက်ဖြစ်မှာပြီးလို့ရှိရင်ကန်နေဆိုလို့ရှိရင်လည်းဒီမှာ lock လုံးဝချထားမှာပေါ့နော်အဲ့လိုမှအဆင်ပြေတယ်အခုနောက်ပိုင်းကျွန်တော်တွေ့နေရတာကဒီလိုမျိုးအစိတ်ရှိမွေတွေကိုကျွန်တော်မြန်မာနိုင်ငံမှာ online မှာပါတင်ပြီးတော့ရောင်းနေကြတာတွေမြင်တယ်ပေါ့နော်ဆိုတော့ဒီကဒါလုံးဝမဖြစ်သင့်ဘူးအစိတ်ရှိမွေတွေမွေးတယ်ဆိုတာကဒါလုံးဝမွေးတာမဟုတ်ဘူးเนาะအဓိကထိန်းသိမ်းနေဆိုတာကဒါကျွန်တော်တို့ဒါတာမန်လူလုံးလို့မရတဲ့အရာပေါ့เนาะဆိုတော့ကိုမသိပဲနဲ့ကျွန်တော်တို့ဘာအစိတ်ရှိတဲ့မွေပဲမဆိုပေါ့เนาะမွေးမိလို့ရှိရင်တော့ဒါအန်ရဲ့အကြီးမှရှိနိုင်ပါတယ်အဲ့ဒါလေးကျွန်တော်ဒီနေ့ဒါပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ West African Green Member ဖြစ်ပါတယ်ခု